လူအုပ်စုတွေသတ်မှတ်ထားတဲ့ဘောင်တွေရုပ်ထွက်ဖို့ကြိုးစားဘူးလားနင်ဒီအချိန်မှဒါလောက်ရမယ်ဒီအချိန်တိုင်းတော့ခုထိပေးဆက်ပြီးမှနေတာဖြစ်ရမယ်နင်ဒီအသက်အရွယ်ရောက်တဲ့အခါကျမှနင်ဒါလောက်ရမယ်စသဖြင့်ဒီလူကြီးတွေကသတ်မှတ်ထားတဲ့ဘောင်တွေရုပ်ထွက်ဖို့စဉ်းစားဘူးလားသူတို့ပြောသလိုတကယ်ဟုတ်ရဲ့လားဟိုမြန်မာပြည်စကောက်ပဲမကြည့်နဲ့ကွာပြပမှာဆိုငငယ်ရွယ်တဲ့တချို့အသက်တောင်မပြည့်သေးဘူးငွေရှာနိုင်တဲ့သူတွေရှိနေတာဘာကြောင့်လဲဘာလို့လဲဆိုတော့မြန်မာပြည်မှာကတချို့တွေသတ်မှတ်ထားတာကဒီအသက်အရွယ်ရောက်တဲ့အခါကျမှငွေရှာနိုင်မယ်ဒီအခြေအနေရောက်တဲ့အခါကျမှငွေဝင်မယ်စသဖြင့်အဲ့တကယ်ဟုတ်လို့လားဥပမာနောက်တစ်ခုလုပ်ငန်းရှင်တွေရဲ့အကြောင်းဒါမှမဟုတ်အနုပညာပိုင်းကပကြီးဆရာတွေရဲ့ပကြီးဆိုပါစို့ပကြီးပေါ့နော်အဲ့ခါကျရင်အဲ့ဒီဟာတွေကိုနားလည်ဖို့ကိုယ်တိုင်တက်ဆရာလိုလို့လားဥပမာပကြီးတစ်ပုဒ်ပေါ့နော်ပကြီးကားချက်တစ်ချက်ပေါ့အဲ့သူဆွဲထားတဲ့အထိပ္ပယ်တွေကိုနားလည်ဖို့အတွက်ကိုယ်တိုင်ဆွဲစရာလိုလို့လားကိုလေ့လာလိုက်လို့ရတာပဲလေအော်ဒီပကြီးကားရဲ့အထိပ္ပယ်ကဘယ်လိုလေးရှိတာလဲသူဘယ်လိုမျိုးလေးပုတ်ဖော်ထားဘယ်လိုအထိပ္ပယ်ပေးထားတာလဲအဲ့ဒါကိုလေ့လာလိုက်လို့ရှိရင်ကိုသိသွားတာပဲလေဒါပေမဲ့ကိုယ်တိုင်ဆွဲတက်ဖို့လိုလို့လားအဲ့လိုပဲလုပ်ငန်းရှင်တွေရဲ့ error ပြဿနာတွေပေါ့နော်ဒါလုပ်ငန်းရှင်မှမဟုတ်ဘသူမဆိုပါပဲတခြားသူတွေရဲ့ပြဿနာကိုသိရဖို့အတွက်ကိုယ်တိုင်ကြုံဘူးစရာလိုလို့လားစဉ်းစားဘူးလားတချို့တွေအဝေးတွေလိုက်မကြည့်သေးနဲ့ကွာကိုယ့်ရဲ့မိဘတွေကိုပဲအရင်ကြည့်လိုက်ကိုယ့်ရဲ့မိဘတွေကဘာဖြစ်နေလဲသူတို့ရဲ့တွေးခေါ်ပုံတွေကဘယ်လိုလေးလဲသူတို့ဘယ်အပိုင်းနဲ့ပတ်သက်ပြဿနာပိုဖြစ်ရလဲသူတို့ပြဿနာဖြစ်တဲ့ခါကျရင်ဘယ်လိုလေးတွေပြောဆိုဆက်ဆံကြလဲဘယ်လိုဖြေရှင်းကြလဲကွာအဲ့ဒါတွေကိုနေ့တိုင်းအိမ်မှာနေတဲ့သူတွေဆိုရင်နေ့တိုင်းထိတွေ့ရတယ်လေနေ့တိုင်းတွေ့ရတယ်လေအဲ့ခါကျရင်ကြာလာတဲ့အခါကျရင်အဲ့ဒါတွေကကိုအလိုလိုသိသွားတာပဲလေမဟုတ်ဘူးလားအော်ငါမိဘတွေစကားများလို့ရှင်သူတို့တွေကဒီလိုဖြေရှင်းတယ်ကိုယ်တိုင်တွေးခေါ်နိုင်စွမ်းရှိတဲ့သူတွေကကြာငါသာဆိုရင်ငါဒီလိုမျိုးမရှင်းငါဒီလိုပုံစံလေးရှင်းလိုက်မယ်အဲ့ခါကျရင်စကားများစရာမလိုတော့အဲ့လိုလေးတကယ်လို့ကိုယ့်ရဲ့မိဘကဟိုအလောက်ကြောင်ပေါ့နော်အလောက်ကြောင်စကားများရတယ်ဆိုရင်လေအဲ့လိုမျိုးပဲကိုကတက်ခါကြားရတဲ့အခါကျရင်ငါသာဆိုရင်ဒီလိုမျိုးမလုပ်ငါဒီလိုလေးရှင်းလိုက်မယ်အဲ့လိုမျိုးသိသွားတာပဲကွာသူ့အလိုလိုအဲ့တော့ပြောချင်တာပေါ့နော်တချို့တွေပြောတာကနင်ကိုယ်တိုင်မလုပ်ဘူးပဲနဲ့နင်ကိုယ်တိုင်မကြုံဘူးပဲနဲ့ဆရာကြီးလိုလာလုံနေနဲ့တချို့တွေရှိရလေပြောချင်တဲ့သူတွေရှိတကယ်တော့လူလို့လားပေါ့နော်ကိုလေ့လာလို့လည်းရတယ်လေ့လာတယ်လို့ပြောတဲ့ခါကျစာအုပ်ထဲမှာလည်းရှိတယ်အခုဆို AI လည်းရှိတယ်ပြီးတော့ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်ကနေလည်းလေ့လာလို့ရတယ်အဲ့ဒါကိုလေ့လာခြင်းအဖြစ်သိသွားတာပဲလေကိုယ်တိုင်ကြုံစရာလိုလို့လားမဟုတ်ဘူးလားအားကြောင့်တချို့တွေကအချိန်တူတူနဲ့ဘာလို့အောင်မြင်ပေါက်ရောက်ရတာလဲအဲ့ဒါတွေကိုလိုက်ကြည့်ဘူးလားတချို့တွေကပြောရလေအောင်မြင်ပေါက်ရောက်ဖို့ဆိုရင်အချိန်အတိုင်းအတာတစ်ခုထိပေးဆက်ရတယ်နှစ်နဲ့ချီဆယ်စုနှစ်တစ်ခုဒါမှမဟုတ်အဲ့လောက်ထိပေးဆက်ရတယ်အဲ့ဒါမှသာအခြေခံပြီးတော့အဲ့ဒါမှသာဟိုပေါ့နော်ကျွမ်းကျင်ပြီးတော့အောင်မြင်လာမယ်ဆိုပြီးတော့တချို့တွေကပြောတယ်ဒါပေမဲ့တချို့တွေကကြာတော့အချိန်တူတူနဲ့တစ်နှစ်အတော်အတွင်းနဲ့ဘာလို့ပေါက်ရောက်သွားတာလဲအောင်မြင်သွားတာလဲအဲ့ဒီဘက်ရောမတွေးဖြစ်ဘူးလားပြောချင်တာကွာလူတိုင်းမှာကိုယ်ပိုင်အစွမ်းအစရှိပြီးသားအဲ့ဒါကိုမှထပ်လေ့လာတယ်ထပ်ဖြည့်တယ်ဆိုရင်အဲ့ခါပို့ပြီးတော့ကျန်းသွားတာပေါ့နော်လူတိုင်းမှာရှိပြီးသားပဲဒါကအဲ့ဒါကိုနေကငယ်သေးလို့နေကဘာမှမဖြစ်သေးလို့ဆိုပြီးသူများလိုက်ပြီးတော့ရှုတ်ချလို့မရဘူးလူတယောက်မှာသူ့ဟာနဲ့သူကိုယ်ပိုင်အစွမ်းအစရှိပြီးသားပဲအဲ့ဒါတစ်ချက်နောက်တစ်ချက်ကကြတော့ခုနပြောတဲ့လူအုပ်စုတွေသတ်မှတ်ထားတဲ့ဘောင်တွေကိုရုပ်ထွက်ဖို့စူးစမ်းဘူးလားစဉ်းစားဘူးလားပေါ့နော်သူတို့သတ်မှတ်ထားတဲ့ဟာတွေသူတို့ခံယူထားတဲ့ဟာတွေကတကယ်ဟုတ်ရဲ့လားဆိုတဲ့ဟာကိုယ်တိုင်မိကုံထုတ်ဘူးလားပေါ့နော်ငါရောမဖြစ်နိုင်ဘူးလားဆိုပြီးတော့
ဒါကတကယ်ဟုတ်ရဲ့လားဆိုပြီးတော့သူတို့ပြောနေတာတွေကတကယ်ဟုတ်ရဲ့လားအဲ့လိုမျိုးတွေပေါ့နော်မေးခွန်းထုတ်ဘူးလားပေါ့လူငယ်ဖြစ်နေလို့ငယ်သေးလို့ဆိုပြီးတော့လူကြီးတွေရဲ့စကားအကောင်လုံးလက်ခံစရာမလိုကိုယ်ပိုင်စဉ်းစားဆုပ်ဖြတ်ပိုင်းခြားနိုင်စွမ်းရှိတာကောင်းတယ်ပေါ့နော်တစ်ဖက်မှာလည်းလူငယ်မို့လို့ငယ်သေးလို့ဆိုပြီးတော့အထင်သေးလို့မရဘူးလူငယ်မှာလည်းကိုယ်ပိုင်အစွမ်းစားတွေရှိတယ်လူကြီးနဲ့မတူညီတဲ့အစွမ်းစားတွေရှိတယ်ဆိုတော့တူပေါ်တူအပြန်အလှန်နားလည်မှုရှိတာတော့အကောင်းဆုံးပဲပေါ့နော်